ရွာလူကြီးကလူသားစားဝက်တကောင်ကိုဖမ်းလာပြီးတော့တရွာလုံးနဲ့အတူတူဂုံပြဖို့လုပ်နေပါတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာမိုးဆိုးကြီးတယောက်ကထူးဆန်းတာကိုသတိထားမိပြီးအဲ့ဒီဝက်ရဲ့အရွယ်စားကသူများပြောတဲ့လူသားစားဝက်တဲ့အများကြီးသေးပါတယ်။ဒါကြောင့်မလို့သူဟာဝက်ရဲ့ပိုက်ကိုခွဲကြည့်ပါတော့တယ်။ချိန်ထားတဲ့အတိုင်းမှာပဲအဲ့ဒီဝက်ကဟိုလူသားစားဝက်နဲ့အတူတူအစာပေါင်းစားပြီးတော့မှလူသားစားဝက်ရဲ့ဇနီးဖြစ်နေပါတယ်။ညဘက်မှာတော့ရွာတဲ့ကြီးကဂုံပြဖို့အတွက်အဲ့ဒီဝက်ကိုတေးချခဲ့ပြီးရွာသားတွေကိုခေါ်ပြီးတော့ကြည့်ပါတယ်။အဲ့ဒီဝက်သားဟင်းကသူတို့အတွက်အန်ဒီရဲ့တဲလာပြီးမယ်ဆိုတော့ကိုတော့သူတို့တွေလုံးဝမသိခဲ့ပါဘူးအားလုံးကပျော်ရွှင်နေတဲ့အချိန်မှာစပွဲဘော်ကနွားနို့ပေါင်ပင်ခတ်နေပြီးတော့တန်တကားဘက်ကလည်းတကားတိုက်ခင်ရတဲ့အတန်တွေထွက်ပေါ်လို့လာပါတယ်ဘောင်းတော်ကသတိထားမိသွားပြီးတော့တနက်နေ့အားလုံးကိုသတိပေးလိုက်ပါတယ်အပြင်မှာလည်းလူသားစားဝဲရဲ့အော်တန်တွေထွက်ပေါ်လို့လာပါတယ်ရွာသားတွေကတွေးတဲ့ပစ္စည်းအားလုံးနဲ့တကားကိုသွားပြီးတော့ဖိထားကြပြီးနောက်ဆုံးမှတော့ဝက်ကနေရန်ကိုအပေါက်ဖြစ်သွားအောင်တိုက်လိုက်ပြီးတော့မှဝင်လာခဲ့ပါတော့တယ်ခေါင်းတော်ကလည်းတနက်မြင်မြန်ပြစ်လိုက်တာဖြစ်ပြီးတော့အဲ့ဒါနဲ့ပဲဝက်ကပို့ပြီးတော့စိတ်ဆိုးလို့သွားခဲ့ပါတယ်ဝက်ကရွာသားတွေကိုသွားတိုက်တဲ့အခါမှာဟော်ကန်ထဲမှာသွေးတွေလည်းစီးကြနေပါတယ်ရဲပြည်တော်မှတိုင်ကိုဖက်ပြီးတော့မှတဆက်ဆက်တုံနေတာဖြစ်ပြီးပို့ဆိုးတဲ့ရလက်မပေါ်လာစေဖို့အတွက်ခေါင်းဆောင်ကဝက်ကိုတနက်နဲ့ထပ်ပြီးတော့ပြစ်လိုက်ပါတယ်ဒါပေမဲ့လည်းသူ့ရဲ့အသားဟာအရန်ကိုမာတာကြောင့်ကြည်စံတော်မှပြန်ကျလာခဲ့တာဖြစ်ပြီးလူသားသားဝက်နီးလာတဲ့အခါမှာတော့ခေါင်းဆောင်ကတုံရင်လို့နေပါတယ်ဒေါ်သေးတာတစ်ခုကတော့ဝက်ကသူ့ကိုသွားပြီးတော့မထိခိုက်တာဖြစ်ပြီးသတိပေးသလိုပဲထက်သွားလိုက်ပါတော့တယ်အဲဒီကမှာတော့လူသားစားဝက်ကမှမှတ်တတ်နေပြီဖြစ်တဲ့အတွက်သူ့ရဲ့မိမဟာကင်ထားတဲ့လူတွေကိုသူကလက်စားပြန်ပြီးတော့ချိန်မှတေးကြတယ်ဆိုပြီးတော့မိုးဆိုးကြီးကပြောပါတော့တယ်ဝက်ကသူတို့ကိုလာပြီးတော့လက်စားချိန်မှဆိုတာကြောင့်မိုးဆိုးကြီးဟာလူတစုကိုခေါ်ပြီးတော့လူသားစားဝက်ကိုတက်ပြဖို့တဲ့တောထဲကိုသွားကြပါတယ်သူတို့တွေကလူသားစားဝက်ရဲ့ခြေရာကြီးကြီးကိုတွေးလိုက်ရပြီးခြေရာတစ်လျှော့မှာလှိုင်ကိုတစ်ခုစီကိုရောက်လာခဲ့ပါတယ်အဲဒီလှိုင်ကိုကတော့လူသားစားဝက်နေတဲ့အတိုက်လို့ထင်နေကြပြီးတော့ခေါင်းတော်ကလှိုင်ကိုအပေါက်မှာမိကိုပုံးကိုပြစ်လိုက်ပါတယ်ဒါပေမဲ့လေကိုကအရန်ကိုနှက်တာကြောင့်ပဲသူတို့လူကိုယ်တိုင်ပဲဝင်ပြီးကြည့်ရပါတယ်။ကံကောင်းတာကတော့အဲ့ဒီအချိန်မှာလူသားစားဝက်ကလှိုင်ကိုထဲမှာမရှိပါဘူး။ဒါပေမဲ့လေဝက်ပေါက်ဆလေးတွေရှိနေပြီးအဲ့ဒီဝက်ပေါက်ဆလေးတွေနောက်ကျရင်အန်ဒီရဖြစ်လာနိုင်တယ်လို့တွေးပြီးတော့ခေါင်းတော်ဟာဝက်လေးတစ်ကောင်ကိုဓာတ်နဲ့ထိုးတက်လိုက်ပါတော့တယ်။နောက်တစ်ကောင်ကိုအိတ်ထဲထည့်ပြီးတော့သွားပြီးတော့စုံစမ်းဖို့လုပ်ပြီးလို့ရှိရင်သူဟာဓာတ်စီနဲ့ကျန်နေတဲ့ဝက်ကလေးတွေပေါ်မှာလောင်းချလိုက်ပြီးတော့မီးရှို့လိုက်ပါတယ်။အဲ့ဒီဝက်ကလေးတွေရဲ့အော်တန်ကိုအပြင်ထွက်နေတဲ့လူသားစားဝက်ကြီးကကြားလိုက်တာဖြစ်ပြီးမိုးဆိုးတို့အဖွဲ့ထွက်သွားမယ့်အချိန်မှာတော့ပြန်လာတဲ့လူသားစားဝက်ကြီးနဲ့တိတိကိုတိုးတာဖြစ်ပြီးအားလုံးကကြောက်ပြီးတော့ထွက်ပြေးကြပါတယ်။သူ့ရဲ့ကလေးကိုတတ်ထားတဲ့အခါမှာတော့လူသားစားဝက်ကအရန်ကိုစိတ်ဆိုးပြီးတော့သူတို့ကိုလိုက်ပြီးတော့တတ်ပါတော့တယ်။အရေးကြီးနေတဲ့အချိန်မှာသူတို့တွေဟာပိုက်လုံးတစ်ခုတည်းဝင်သွားကြတာဖြစ်ပြီးအဲ့ဒါနဲ့ဝက်ရဲ့သွားကအနောက်ဆုံးမှရှိတဲ့လူရဲ့ဖင်ကိုတွားထိုးမိလိုက်ပါသေးတယ်။တော်သေးတာတစ်ခုကတော့ပိုက်လုံးကအရန်ကိုကျင်းတဲ့အတွက်လူသားစားဝက်ကဝင်လာလို့မရဖြစ်နေကြတာဖြစ်ပြီးလူသားသားဝက်ကသူ့ရဲ့လှိုင်ကိုပြန်သွားတဲ့အချိန်မှာသူ့ရဲ့ကလေးတွေအကုန်လုံးကဝက်ကင်ဖြစ်နေခဲ့ပါပြီ။အဲနောက်မှာတော့သူဟာစိတ်ဆိုးစွာနဲ့ပဲအခြေကြီးអော်လိုက်တာဖြစ်ပြီးမိုးဆိုးတွေကိုလည်းလက်စားချဖို့အတွက်ဆုံးဖြတ်လိုက်ပါတော့တယ်။ညဘက်မိုးဆိုးတွေအနားယူတဲ့အချိန်မှာတတိပေးတဲ့အတန်ကိုကြားလိုက်ရပြီးတဲ့နောက်မှာတော့ခေါင်းဆောင်ကအပြင်ကိုထွက်ကြည့်တဲ့အခါမှာတော့စိတ်တကောင်ပဲတွေးလိုက်ရပါတော့တယ်။သူထင်တာကတော့တောတွေများသွားကြပြီလားပေါ့။အဲနောက်မှာတော့လူသားသားဝက်ကသူ့ကိုအနောက်ကနေ surprise တက်လိုက်ပါတော့တယ်။မတက်နိုင်တော့သူဟာဓာတ်လေးထုတ်ပြီးတော့ဝမ်းနဲ့ချရမှာဖြစ်ပြီးအဲ့ဒီချိန်မှာပဲတခြားလူတွေကလည်းရောက်ရှိလို့လာခဲ့ပါတယ်။တနက်တန်ကိုကြားတဲ့အခါမှာတော့ဝက်ကမိုးဆိုးကြီးရဲ့ဘက်ကိုအာယုံရောက်သွားရပြီးမိုးဆိုးကဝက်ကိုကြည့်ပြီးတော့ထင်းနေဖွင့်ပြလိုက်ပါတော့တယ်။ဝက်ကလေးပြေးလာတာနဲ့သူတို့တွေဆင်လာတဲ့ထောင်ချောက်တွေကိုကြောက်သွားနေတာဖြစ်ပြီးဒါပေမဲ့လည်းအဲ့ဒီထောင်ချောက်ကဝက်ကိုအကြာကြီးဖမ်းထားလို့တော့မရပါဘူး။ဝက်ကအဖမ်းခံရတဲ့အချိန်မှာအားလုံးကနီလန်းတွေကိုဆွေးနွေးနေကြတာဖြစ်ပြီးတော့တစ်ဖက်ကဝက်ရဲ့အာယုံကိုသွားပြီးတော့ဖမ်းစားပြီးနောက်တစ်ဖက်ကတော့အကူသွားပြီးတော့ခေါ်ရမှာဖြစ်ပါတယ်။အာယုံသွားပြီးတော့ဖမ်းစားတဲ့နှစ်ယောက်ကတော့လှိုင်ကုန်းတွေကိုသွားပြီးတော့ပုံနေပါတယ်။ဒါပေမဲ့လူသားစားဝက်ကခဏလေးနဲ့သူတို့ကိုရှာတွေးခဲ့ပါတော့တယ်။ထပ်ပြေးနေတဲ့နှစ်ယောက်ကရှိသမျှအားနဲ့ကားလေးကိုမောင်းပြီးတော့ပြေးနေတာဖြစ်ပြီးဝက်ကလည်းအနောက်ကနေအဆက်မပြတ်ကိုလိုက်နေပါတော့တယ်။နောက်ဆုံးမှာတော့သူတို့တွေဟာကားလေးမောင်းပြီးတော့စိတ်ယုံတစ်ခုစီကိုရောက်လာခဲ့တာဖြစ်ပြီးဝက်ကလည်းသူတို့နဲ့အတူတူလိုက်လာခဲ့ပါတယ်။သူတို့နှစ်ယောက်ကဆက်တွေရဲ့အနောက်မှာတဆက်ဆက်တုံပြီးတော့ကြောက်ရွံ့နေတာဖြစ်ပြီးအဲ့ဒီအချိန်မှာကောင်မလေးအိတ်ထဲကနေဝက်ပေါက်စာလေးအော်လိုက်တာကြောင့်လူသားသားဝက်ကြီးသူတို့ကိုတွေးသွားခဲ့တာဖြစ်ပါတယ်။သူတို့တွေဟာပုံစံမရှိတဲ့အခါမှာတော့လှေကားတစ်ခုပေါ်ကိုတက်လိုက်ပြီးကောင်မလေးကအဝင်းမှာတက်လေကားတစ်ခုတွေးလိုက်ရပါတယ်။အဲ့ဒါနဲ့ပဲသူ့ရဲ့ခေါင်းလေးကနေအိုင်ဒီယာတစ်ခုပေါ်လာခဲ့တာဖြစ်ပြီးဒါပေမဲ့လူ25ယောက်ပေါင်းပြီးတော့ဆောင်ရွက်မှုကအဆင်ပြေမဲ့နီလန်တစ်ခုပါပဲ။ဒါကြောင့်မလို့ပဲသူဟာဝက်ကလေးကိုကောင်လေးစီကိုထည့်ပေးလိုက်ပြီးတဲ့နောက်မှာတော့ဝက်ကြီးကိုသွားပြီးတော့ဆွဲဆောင်ခံလိုက်ပါတော့တယ်။ကောင်လေးကပိုင်လုံးကနေတဖြည်းဖြည်းဆင်းသွားပြီးတော့ဝက်ရဲ့အာယုံကြောကိုဖမ်းစားနိုင်ခဲ့တာဖြစ်ပြီးဝက်ကသူ့ကိုလာပြီးတော့ဖမ်းပြီးတော့မဲ့အချိန်မှာပဲသူဟာဝက်ကလေးကိုတက်လီကအောက်ကိုပြစ်ထည့်လိုက်ပါတော့တယ်။ဝက်ကအဆမှာတော့အဲ့ဒီလူသားကိုအရင်ဖြည့်ရှင်းမလို့ဖြစ်ပြီးတော့
ဝက်ပေါက်စာလေးရဲ့ငိုတန်ကိုကြားလိုက်ရတဲ့အခါမှာဆိုတော့ဒက်လီကအောက်ကိုဝင်သွားခဲ့တာဖြစ်ပါတယ်။အဲ့ဒါနဲ့ပဲကောင်လေးဟာဒက်လီကရဲ့တန်တကားကိုပိတ်လိုက်ပြီးတော့ကောင်မလေးကဒက်လီကခလုတ်ကိုဆွဲချလိုက်ပါတော့တယ်။လူသားသားဝက်ကတော့လှုပ်လို့မရတဲ့အထိအဖိခံနေရတာဖြစ်ပြီးကောင်မလေးကဝက်ပေါက်စာလေးကိုကဲတင်လိုက်ပါတယ်။လူသားသားဝက်ကြီးတက်ပြီးတော့ထွက်မလာဖို့တဲ့ကောင်လေးဟာဘုံကိုပစ်လိုက်တာဖြစ်ပြီးနောက်ဆုံးမှာတော့နာမည်ကြီးခဲ့တဲ့လူသားသားဝက်ကြီးဟာပြကျသွားခဲ့တာပဲဖြစ်ပါတယ်။အားလုံးပြီးဆုံးသွားပြီလို့ထင်နေတဲ့အချိန်မှာတော့ရွတ်သွားတဲ့ဝက်ပေါက်စာလေးကလူတွေမမြင်ရတဲ့နေရာမှာအမုန်းစိတ်တွေအပြည့်နဲ့ရှင်သန်လို့နေပါတော့တယ်။အနာဂတ်ရဲ့တနေ့နေ့မှာသူလည်းသူ့ရဲ့မိသားစုထိခိုက်ထားတဲ့လူတွေကိုလက်စားပြန်ပြီးတော့ချိန်မလာနိုင်ဘူးလားဆိုတာဘယ်သူမှကျင်းစီမပြောနိုင်ပါဘူး။